ချို့ကလေးတွေဆိုလိန်ပါတယ်အလုပ်လာရှာပြီးဆိုတာနဲ့အန်တီရဲ့သမီးတော့အလုပ်ရှာနေပါတယ်သားတော့အလုပ်ရှာနေပါဆို CV လေးတွေရေးတာလုပ်ကြတယ်လုပ်ပြီးတော့မှသူဆိုလို့ရှိရင် personal information ပါမယ် education ပါမယ် working experience လေးတွေပါတယ် other skill လေးတွေပါတယ် contact လေးတွေပါအဲ့လိုဟာလေးတစ်စောင်ကိုတော့လှလှပပတတရက်ကလေးတွေအရင်လုံးစလုပ်ရမယ် CV မှာပြီးတော့မှကိုယ့်ရဲ့ education တွေ certificate ကလေးတွေကို attach တွဲပေါ့အဲ့ဒါကိုကြတော့ဗာလဲဆိုတေတက်လှပတဲ့ PDF file လေးတွေ့ရတယ် combine PDF file လေးတွေ့အဲ့ဒါလေးနဲ့ WhatsApp ကလေးတွေနဲ့ဒါမှမဟုတ်လို့ရှိရင်လည်းအလုပ်ရှာတဲ့ job DB တို့ဘာလို့လေးတွေမှာတွဲပြီးတော့ရှာကြည့်တချို့ကလေးတွေအဲ့လိုမျိုး CV လှလှပပလေးတွေရေးပြီးတော့ attach တွဲပြီးတော့အလုပ်လိုက်ရှာလို့ရတဲ့ကလေးတွေရှိတယ်ဒီနိုင်ငံမှာအလုပ်လာရှာတဲ့ကလေးလေးတွေလေအဲ့ဒါဆိုသူတို့ကagent ခါတွေပါလဲပေးကြမပေးတော့ဘူးကလေးလေးတယောက်ဆိုရင်လာတာကတော့အဲ့လိုပဲ work permit နဲ့လာတာအဲ့မဲ့တော်တော်ကိုအဆင်မပြေတာတနေ့ကို14နိုင်16နိုင်ခိုင်းတယ်ခိုင်းတော့သူတော်စိတ်စီးရဲနေရနေပြီးတော့အဲ့လို CV လေးတစ်စောင်သူရေးလိုက်တယ်အန်တီအကြံဉာဏ်ပေးလိုက်တာနော်ဒါလေး CV လေးရေးကလေးလေးတော်တော်ကြိုးစားတယ်ကောက်လေးရလေတောင်ငူကလာတဲ့ကလေးလေးသူအလုပ်လိုက်ရှာတော့ဘယ်မှာသူရသွားလဲဆိုတော့ work ကင်နော် CV ကိုသူကအဆောင်အစိတ်လောက်သူပူသွားတာတဲ့ပူသွားလဲပြီးရောအဲ့ဒီမှာတဆိုင်ဝင်တဆိုင်တဲ့ work ကင်ပေါ့ဒီနိုင်ငံမှာလဲသူ6လ9လလောက်တော့လုပ်ထားပြီးဆိုတော့သူအလုပ်ရှာနေပါတယ်ဆိုပြီး CV လေးတွေလိုက်တိုင်းနဲ့ဘရက်တော့မှရတာတစ်လောက်2500နဲ့သူရတာကလေးလေးသူ့ဆီယာမတောင်ကလေK2 ကဆီယာမတောင်ကဆီယာမဆိုတော့ဆီယာမကိုလာပြီးကြော့တဲ့ချိန်မှာအန်တီတို့ဘလိုလေးတွေအလုပ်ရှာဘလိုလေးတွေလုပ်ဆိုပြောလိုက်ရင်းနဲ့အဲ့ဒါကလေးလေးအလုပ်ရှာလိုက်တာရသွားတာအဲ့တော့အန်တီတို့ကဘာဖြစ်လဲ तू အဲ့လိုမျိုးစူးစမ်းအထောက်မှုလို့ तू ဘလောက်မှမပေးရပဲအလုပ်ရသွားတဲ့အတွက်အန်တီတို့တွေတအားဝမ်းသာကြတယ်ဒါဒီချိန်မှာကိုယ်တိုင်းပြည်ကလေးတွေအလုပ်ရတယ်ပြပြမမပေးဘဲနဲ့မကုန်ခမ်းမဲနဲ့အလုပ်ရတယ်ဆိုတာအရင်ပြန်ဝမ်းသာဖို့ကောင်းတဲ့အလုပ်ရဲ့တစ်ခုလေအဲ့ဒါလေးတွေကိုအားပေးတယ်မသိရင်မေးပါ CV လေးတွေဘယ်လိုပုံစံလုပ်မလဲဆိုအန်တီအလကားပြောပေးမယ်ဘယ်လိုလေးတွေရိုက်ဘယ်လိုလေးလုပ်ဆိုအန်တီလုပ်ပေးနိုင်တဲ့အလုပ်ကလေးတွေဆိုလုပ်ပေးမယ်နော်အလုပ်ရှာတဲ့နီးလေးတွေပြောပေးမယ်စင်ကာပူကိုတော်တော် agent နဲ့မှမဟုတ်ဘူးပေါ့နော်ကိုယ့်ဘက်ကို skill ရှိတယ် CV ကောင်းကောင်းမွန်ကျွမ်းကျင်ရေးနိုင်တယ်အလုပ်ရှာတတ်တယ်ဆိုရင်လည်းရတာပဲ agent ကပေးစရာမလိုဘဲနဲ့ရတဲ့ပုံစံမျိုးတွေရှိတာပေါ့နော်ရှိတယ်အန်တီမှာလွတ်တွက်ကလေးတွေရှိပါတယ်သူတို့အလုပ်ကလေးတွေရသွားတယ်တခြားမရှက်ရဘူးအဓိကအရေးကြီးတာကကိုအားကိုရမယ်မရှက်ရဘူးပြောနိုင်ဆိုနိုင်တဲ့ဟာရှိရမယ်စင်ကာပူလာပြီးတော့အတန်တွက်ကြီးမှန်ရမယ်အလုပ်လုပ်နိုင်ရမယ်ဆိုတဲ့ဟာမျိုးကြီးမဟုတ်ဘူးကိုယ့်ရဲ့ပြောတဲ့ fluence တွေအင်္ဂလိပ်ကြီးလို့ခေါ်တဲ့မတ်တလူးနေအောင်ပြောစရာမလိုဘူးဟလာပီပီတတအတန်တွက်နိုင်တဲ့ S ဆိုလို့ရှိရင် S good ဆိုလို့ရှိရင် good D တန်း C တန်းအတန်တွက်ကလေးမှန်ရင်တော်ပြီအဲ့ဒါနဲ့လိုက်ရှာတာအလုပ်ရတယ်နော်ကဲပြောတာအတိဆိုင်ကဘယ်နှမှာရှိတာ Peninsula Plaza 0536မှာရှိတယ်တခါတလေ line လည်းမတွေ့တာများတယ်အန်တီကတခါလေကြာရင်အပြင်သွားတာများတော့တယ်လီဖုန်းနဲ့ဆက်သွယ်လို့ရတယ်အဓိက WhatsApp နဲ့ဆက်သွယ်လို့မှခေါ်လို့မရတချို့ကဖုန်းစိမ့်ရင်အန်တီကူတော့တိတ်မကင်ပါဘူးဒါအမှန်တိုင်းပြောတာအခုနောက်ပိုင်းဖုန်းစိမ့်နေအရန်ဝင်တယ်အဲ့ကြရင် message လေးရိုက်လိုက်ပါအန်တီသားတော့အလုပ်ရှာနေတယ်သမီးတော့အလုပ်ရှာနေတယ်ဒါလေးကသမီး CV လေးပါစစ်ပေးပါဘာတွေလိုနေလဲဆိုအန်တီ CV လေးတွေစစ်ပေးမယ်လိုအပ်တာလေးတွေကိုပြောပေးမယ်နော်ပြောပေးပြီးတော့ CV လေးသားလေးဘယ်လိုပြင်လိုက်သမီးလေးဘယ်လိုပြင်လိုက်အန်တီလုပ်ပေးမယ်အဓိကတစ်ခါလေးဖုန်းခေါ်လို့မရရင် WhatsApp လေးနဲ့ဆက်သွယ်ပေးလို့နော်ဖုန်းနံပါတ်လေးတွေပေးထားပါတယ် license ဖြေနေပါတော့ကျွန်တော်ညီလေးတွေရှိတယ်အဲ့ဒီညီလေးတွေကသူတို့ကစင်ကာပူရောက်ပြီးတော့တချို့တွေကတစ်နှစ်မပြည့်တာတွေပါရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Facebook ကနေပြီးတော့သူတို့ IC letter တွေပါတောင်းတယ်ပေါ့နော်အဲ့ဒါ under 1 year ထဲမှာ IC letter တွေပါထုတ်လို့ရမှာမရတော့ဘူးမရတော့ ICA ကအဲ့ဒါကဟိုလို့ခေါ်တယ် safe entry သူတို့ဝေလာတော့ကရှောက်တယ်ခါလည်းပေးတယ်ဟုတ်တယ်အဲ့ဒါကများသောအားဖြင့်သူတို့ trace ပဲလိုက်ရမှာကသူတို့ကိုဘယ်သူကရှောက်ပေးတာလဲရှောက်ပေး email address ထည့်ရတယ်အဲ့ဒီ email address ထဲမှာပဲသူတို့ပြန်ရှာများသောအားဖြင့်less than 6 months ဆိုလို့ရှိတော့ရှာလို့ရတယ်ဒါပေမဲ့မရတာများတယ်အဲ့တော့အန်တီတခုအဲ့ဒါလဲကလေးတွေကိုအန်တီပြောချင်တယ်ဝင်လာတဲ့အခါမှာကိုယ့်ရဲ့စာရွက်စာတမ်းလေးတွေကို print out ထုတ်ထားတာမျိုးတို့ save လုပ်ထားတာမျိုးတို့ကိုယ့်ရဲ့ကိုရေးကိုတာ data တွေဆိုတာအကုန်သိမ်းရတယ်ဟုတ်လား IPA ဆိုလဲ IPA data လေးတချို့ကလေးတွေဆိုတအားတော်တယ်နော်လွန်ခဲ့သော10နှစ်က IPA သူတို့မှာအစင်လိုက်ရှိတယ်ဝင်လာတော့က safe entry ဒီ visa လျှောက်ထားတာလေးတွေသူတို့ကနေသူတို့အစင်လိုက်ရှိတယ် passport ဆိုရင်လည်းတအုပ်ကနေပြောင်းနှစ်အုပ်ကနေပြောင်းတဲ့ data လေးတွေရှိတယ်အကုန်လုံးက copy လေးတွေကူးထားခြင်းတယ်ကလေးတွေကအခုနောက်ပိုင်းက digital ခေတ်လို့လားမသိဘူးဖုန်းထဲမှာနောက်ဆုံးဖုန်းကြီးရေးတယ်လည်းပြုတ်ကျသွားဘာဖြစ်လဲဘာမှမရှိတော့ဘူးအဲ့တော့ hard copy လေးဆိုတာလည်းတင်ထားတင်ပါတယ်လို့အကြံပေးခြင်းတယ်
ကလေးတွေကိုလေ ဟုတ်ကဲ့ပါအန်တီအခုလိုအချိန်ပေးပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ပေါ့နော် knowledge sharing လုပ်ပြတာကိုကျေးဇူးတင်ပါတယ်အန်တီ ဟုတ်ကဲ့ကျေးဇူးပါ